လက်တယ် လက်ပြအောင်လက်ရတယ် မင်းကဘယ်လိုလက် လက်ရတာကွာ ဘယ်လက်စမ်းကလက် ဒါလေး2သိန်းလောက်နဲ့ပေးပါလား အဲ့ဒါပေါင်းနေတာ ဟိုမင်းသားကြောင့်ဒီအကုန်ပြနိုင်မပြနဲ့ ဟမ် ခလေးမပြကို ခဏတော့ထမင်းနဲ့ဦးလား မပြနဲ့ငါဒီအဲ့ဒီရေးရလေ အဲ့ဒီရတယ်နေကိုဆွဲလေးပြင်ပါ ဘာဖြစ်နေလို့ဟာဘာဖြစ်နေဟာဘာဖြစ်နေလဲတိုင်အတက်ကိုရှူရှူမန်း မမရှူမကန်နေနေနဲ့ မမရှူဘာဖြစ်တော့လဲအခု အတက်ကလိုက်ဖို့ ဖုတ်လိုက် ကိုလိုက်တယ် ဒီမပုတ် ဒီလေးကကျမ်းပါကြီး ဘာဖြစ်လဲ ဒီလေးတော့လေဘယ်ထောင်နေတော့ ထောက်ထဲကငါဆွဲလဲနေတယ်လေသူပြောတယ်လေမူးလဲတယ်ဆိုတာ ဒီကကျမ်းပါကြီးမကောင်းကျွန်တော်တို့3ရက်ရှိပြီရိုက်ကူးကြီးရတယ်သွားတယ်အဲ့ထိုင်းနေအောင်အဲ့ထိုင်းနေအောင် ဒီလာမလို့ ကျမ်းပါကြီးကလည်းမကောင်းတော့အစားတော့မစားလို့နေ ဟုတ်တယ် စံပြုတ်တိုင် ဟုတ်တယ် စံပြုတ်ကလည်းတိတ်မပြောပါဘူး ဘယ်လောက်တော့ ချစ်ပြီးကိုတည်းပေါ့ ဘယ်လိုရှစ်ဒီကိုအဲ့လိုကြီးပြော အမိသားစုတော့တောက်တော့အဲ့ဒါတော့မှအများကြီးပဲဇွန်းနဲ့မလောက်ဘူးလေ ဇောနဲ့မတော့နိုင်ဘူး မိသက်ပိုင်နဲ့ထိုးရတယ် အော် အိမ်သားလည်းသွားပြီးတော့ခဏပဲကြာတယ်အသက်နဲ့ကြီးနဲ့လက်အောင်အမလေးကျုံတယ် ဘာဖြစ်လို့ သူကြီးပုံသူမကြော်နိုင်လို့လေ ကြီးပေါ်တော့ကြီးတာ ဒါကြောင့်မို့သူကဆရာဝန်ကနေပြီးတော့ချွေးအေးပတ်တယ်တဲ့ကလေးကိုတဲ့အစာမမသိမကြည့်နဲ့ကလေးကမကြိုက်တဲ့လေလို့ပြီးတယ် ဘာကြိုက် ကျွန်တော်ပြောလိုက်တယ်ကလေးကကြိုက်တတ်တာလို့ဟိုကမင်းမရွှင်လူတာ အဖာလူလားဘယ်လိုမဲမရှိဘူးလားဖာလူလားပါ မင်းမရွှင်တဲ့ဘာလို့ဒီမဟုတ်လား ဟုတ်တယ် ဖာလူတာတို့ပြီးတော့ espresso တို့ espresso အဲ့ဒါတွေတောက်တယ်ကျမကြီးမကောင်းတဲ့ဒီစားကြီးဆိုင်တဲ့ကလေးကကျမကြီးတင်ကောင်းဟုတ်တယ်လက်တည်းကိုချစ်လို့လားကနေရ မဟုတ်ဘူးလေမေးပါဦးဘာဖြစ်လဲတေချာမေးပါဦးဘာဖြစ်လဲတေချာမေးပါ ညီလို့ ညီလေး ငါဘူးကြီးလေးချုပ်ပြရအောင်လား ဒီက လေတကယ်လည်းအိပ်ပြောသွားမှာနော်ဒီဘာဖြစ်လို့လဲ ဘာဖြစ်လဲတော့ ဘာဖြစ်တာလဲ တေချာမေးပါ ဘာဖြစ်တာလဲကွာ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲမကိုးပါဘူးဖိုးဒီရနဲ့ဒီရဖိုးဖြစ်စရာ လီလီတော်သေးတယ် ဟိုဘက်ကလေးလေးငါလည်းသွေးဆုံးနေတယ်ဒီကြီးတို့ကြောင့်လည်းမသိမဲ့မျက်နှာ တော်ချူချောပန်းနဲ့တောင်းပြီးတော့ သူကတာနေနော် ကာတာကလေးကစကားမပူလို့ တော်ချူချောပန်းနဲ့တောင်းပြီးတော့ပြည့်တဲ့ကြီးရဲ့လက်ခုပ်လေးတီးဦး ဒီတော့ ငါတော့အောင်ထောက်အောင် ငါတို့ကရွာတာ ဟော အားကြောင့်မို့တော်မူလေးတော့ဟာ အဲ့ဒါပြောတာနော် ကဲပြေးတက်ကြီးမင်းသားပြောတာတော့ကြားလိုက်တယ်မလားဒါပေမဲ့ကျွန်တော်ပြန်ပြောပြမယ်ပြေးတက်ကြီးရဲ့လက်ခုပ်တံမကြားလို့မူးလဲသွားတာပါတဲ့အဲ့တော့မင်းသားလေးပြန်သတိအောင်လက်ခုပ်တံနဲ့တခွေးလုံးကြီးလိုက်တော့ဗျာကြီးတယ်ဘိုးနောက်ကလည်းကြီး ကြီးတာပဲ ကြီးကြီးတာလေမှာနောက်ကလည်းဒီလိုဖြစ်သွားမှမသိဘူးလို့လား မကြီးနိုင်ဘူးအဲ့လိုကြီးရောကလေးကရှက်သွားတာ ဖိုးပဲလားနှစ်လောက်กว่าလေဟာ လီလီ လေးလေးတဲ့ ဂျာ သူကြည့်တော့မရ6လောက်နေတာ အဲ့မမရတော့ရှိပါတယောက်တည်းတော့ ပြည့်တဲ့ကြီးလက်ထော လက်ခုပ်တော့မ နင်း လက်ချုပ် နင်းနေကြီး ဟာနေပြီ တီရှယ်တီးဦး ကဲဒီလည်းရက်ကနေလာမအားဘူးသူကသူတော့မကြောက်ဘူး ဦးနောက်ကတော်တော်လည်းမတင် တူမှာဝဲအေးနေတာ အားကြောင့်တော်မူလေးတော့ချိုးပြီးပါနော်လီလီနော်နော်နော် ဟောအတော့ရေ နော်ဟာ ကဲဟိုတော့ကရက်နေတဲ့ညီကိုတွေမှာပြီးပြီပါတဲ့ငါညီကိုတွေလည်းခေါ်ပြီးပါတဲ့ကဲရက်တောင်လေးခဏချပြီးပြီးလိုက်ဦးပြီးတယ်အေးမွားလေးဖြစ် ဒီရထားတော့ ပြီးတယ် မျိုးနော်လုံလဲလောက်တဲ့ကိုပလီ ဟာလေ လီလီ ဟီး ဖိုး ကတော့ပါချစ်တော့လေ ဒီကကလေးကမသိဘူးပဲလက်ကုပ်တန်နေမကြားလို့တဲ့ဘူးလေသွားတာ ပြည့်ကြီးလက်ကို
တယ်မကြားလို့ မကြားလို့မူးနေသွားတာ တတော်ဘူးလေတော့ ဟုတ်ကဲ့အဲ့ဒါကိုလက်ကုပ်တန်နေကြားလိုက်လို့ပြန်တတိရလာတာ အော်ပြည့်ပြည့်လက်ကုတ်နဲ့ဂျာမတကပြန်ကြည့်ကြလာတာ ဟုတ်ကဲ့ဟုတ်ကဲ့ ဟာတော့ဘာဒီတကမှာပြည့်ကြည့်ပြီးတဲ့အတက်ပဲရှိတာတော့တယ် ပလီကလာတော့ ၆တာအဲ့ကောင်အဲ့ဒီကနံပါတ်မှတ်ထားသားမခွေးကားတိုင်သွားပြီဖြစ်တာလေ ဘိုးဘိုး ဖိုးလည်းမဟုတ်နေတယ်ဖိုးအေးပေါ်လေငါနောက်ကရက်နေတာဆိုတော့မင်းခေါ်တာမမားပါဘူး ဒီတချီပြောပေးပါ ဘာပြောပြရမလဲ ဟိုဒီပင်ကုန်းကြီးလိုက်ကြိုက်တယ်ဒီတချီပြောပေးပါ ဘာပြောပြရမလဲ တတချူချူဟာလေချူချူချူကျင်တော့ လာဖြူဖြူမင်းမချူချူ တတပြပြဟာလေဒီတချီချီလို့မချီလို့နဘူးအချူဒီနေ့စီးရစီ အာကြီးမကြတာပါ ဒီမှမကြောက်ဘူးအင်ကြီးကစင်းသွားတာတတချူချူအလုံးကြီးလုံးကြီးတော့ပရိတကြီးလက်ခုမတီးလို့တတချူချူမင်းသွားတယ်လို့ကြော်ပြီးပါတော့ ပြောပြမယ်တကယ်တကြီးဖြူဖြူသေသွားတာကိုမြင်ရင်လက်ကုန်ပြပြလိုက်ပါဗျာတကွေးလုံးသွားတော့ဖြူဖြူရေ ကိုကြီးသွားရင်လေသူ့ဘာထည့်ပေးလဲ ဘယ်လိုကူမှထည့်ပြလဲ ဘာဖြစ်လို့လဲဒီလေး အော် သမယတဲ့ကိုဆုံးငါတွေ့ညီကိုလေးပြကြပြီမင်းအရာရာဟမင်းချင်းတဲ့ခါလာတော့တရားသမယဝိစီရမှာကင်းလို့ရမှန်းဖြစ်တော့ညတော့နှိပ်ပံကိုရည်တဲ့တော့အာယော တရားဟော လူတော်ပြန်မဝင်သားကျင်တော့အဲ့ဒီကနာပြီးတော့ အေး သွား အား တော့ဝင်ကြီးလေ သွားတယ် အကိုကြီးခွေးစီးပြီးသွားတော့မယ် တဲ့ကွေးရင်းစီပါလေရိုးသွားလို့မမရရင်းစီပဲလေမို့လာလာလာမမလာလာရေးလို့ပေးမယ်မတက်ရက်နေရေးလို့ပေးမယ်သွားတဲ့နေရာ ကြီးလေနားလိုက်တာကွာ ဒီဘူးစားလေဘယ်ကဒီဘက်လားဒီဘက်လားဒီစားကြိုင်နာ မင်းတို့မောက်တော့တဲ့ကြောဘယ်ကနေဘယ်လိုယူလာမှမသိဘူး အဲ့တော့ငါစားအောင်ကွာ ဒီကောင်ဘယ်နဲ့ကြည့်ငါကွင်းနေဘူး ဘယ်လက်လန်ခိုင်းလဲမဟုတ်လေဘယ်လိုလုပ်ရမှာတော့အော်အဲဘုရားကြီးပါကြည့်ရတယ် မလိုက်သေးလေတော့じゃပညာမတတ်ဘူးပြော မြင်ရမလားသူပြောတော့ဘာဖြစ်တယ်လဲသူလည်းဒီလေ